ချောင်ကပူမြင့်တဲ့အတန်းတစ်ခုကိုပြောင်းလိုက်ရတဲ့အခါပြိုင်ဆိုင်လိုစိတ်တွေရုတ်တရက်ပျောက်ဆုံးသွားသလိုခံစားလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲလင်းချောင်ဟာသူ့အမေပေးထားတဲ့လက်ဆောင်ကိုဖွင့်ကြည့်လိုက်ရမှာအတွင်းထဲမှာရှောင်ရဲ့အတွင်းခံအင်ကြီးအစုံကိုတွေ့လိုက်ရတယ်။ခဏလောက်ကြောင်သွားပြီးနောက်သူဟာအဲ့ဒါကိုပြန်ပေးဖို့ချက်ချင်းပဲပြေးထွက်သွားခဲ့တယ်။ဒါပေမဲ့ရှောင်နဲ့တွေ့တဲ့အခါမှာတော့သူကရှောင်ကိုတမင်တကာဆက်နောက်ခဲ့တာကြောင့်ရှောင်ဟာပိုပြီးတော့တောင်မျက်နှာပြက်အနေရခတ်သွားခဲ့ရတယ်။အဲ့ဒီနောက်မှာတော့လင်းချောင်ကသူ့အမေမှားသွားတာဖြစ်ကြောင်းအလောတကြီးရှင်းပြခဲ့ပါတယ်။သူ့ရဲ့မွေးစားမိခင်ဟာဈေးဝယ်ရင်းနဲ့ရှောင်အတွက်ချစ်စရာကောင်းတဲ့အဝတ်စားတစ်စုံနဲ့ကိုယ့်အတွက်ကိုတော့ဆွဲဆောင်မှုရှိတဲ့အဝတ်စားတစ်စုံကိုဝယ်ခဲ့တာဖြစ်ကြောင်းကန်ဆိုးစွာနဲ့ပဲလက်ဆောင်တစ်ခုကအမှတ်မထင်မှားသွားခဲ့တာဖြစ်ကြောင်းသူကရှင်းပြခဲ့ပါတယ်။နောက်ထပ်အားကစားခန်းမတဲ့ကအခန်းတစ်ခန်းမှာတော့ရှောင်နဲ့သူမရဲ့တငယ်ချင်းကောင်းဝမ်တို့ဟာကျောင်းရဲ့အားကစားပွဲတော်အတွက်စိတ်လှုပ်ရှားစွာနဲ့ပြင်ဆင်နေကြပါတယ်။အတန်းကောင်းဆောင်ရဲ့ဝတ်စုံကဖျို့ဖျက်ဖြစ်နေတာကိုဝမ်မြင်တဲ့အခါမှာတော့သူမကချက်ချင်းပြေးသွားပြီးဝတ်စုံကိုတည်တက်အောင်ကူညီပြင်ဆင်ပေးခဲ့ပါတယ်။အတန်းကောင်းဆောင်ကသူမကိုကျေးဇူးတင်စကားပြောတဲ့အခါဝမ်ကဒါဟာကိစ္စအကြီးအကျယ်မဟုတ်ပါဘူးလို့ပြုံးပြီးပြန်ပြောခဲ့တယ်။ဘာပဲဖြစ်ဖြစ်သူတို့ဟာအတန်းဖော်တွေဖြစ်ကြပြီးတဦးကိုတဦးကူညီပေးတာဟာတဘာဝကျတဲ့အရာပဲလေဆရာဖြစ်သူရဲ့အချက်ပေးတန်ထွက်လာတာနဲ့ရှောင်ကမှောက်ရဲ့အနေထားကနေထိုင်ထားလေးကျင်ကန်ကိုစတင်လှုပ်ဆောင်သွားတော့တယ်။စိတ်ထဲမှာအသက်ပြင်းရှူရင်းနဲ့သူမဟာအချိန်ကိုပြန်ရည်တွက်နေခဲ့ပြီးအဲ့ဒီနောက်ဆုံးလေးကိုကိုပိုင်စိန်ခေါ်မှုတစ်ခုလိုသဘောထားပြီးစူးစမ်းနေခဲ့ပါတယ်။သူတို့နှစ်ဦးသည်လောကကြီးကိုနှုတ်ဆက်တော်မူအလားတဦးကိုတဦးတင်းကျပ်စွာပွေ့ဖက်ထားကြသည်။သို့တော့နမိတ်စကားကချက်ချင်းဆိုသလိုလက်တွေ့ဖြစ်လာခဲ့သည်။ဘဲကမှန်းမသိလွင့်ပြန်လာသောဘတ်စကတ်ဘောသီးတစ်လုံးသည်ရှောင်းကိုအရှိန်ဖြင့်လာမှန်ကသူမကိုထိုနေရာမှတင်သတိလစ်သွားစေခဲ့သည်။ရင်းကိုမြင်လိုက်ရသောအခါလင်းရှောင်သည်ထိတ်လန့်တကြားဖြစ်သွားပြီးသူမကိုစစ်ဆေးရန်အပြေးလွှားရောက်ရှိလာသည်ကံကောင်းထောက်မစွာဖြင့်ထိခိုက်မှုမှာအလွန်မင်းမပြင်းထန်လာပေသို့တော်လည်းမတော်တဆမှုကိုဖြစ်စေခဲ့သောစီနီယာကျောင်းသား၏ပေါ့ပြက်တောင်းပန်စကားကလမ်းချောင်းကိုချက်ချင်းပင်ဒေါသချောင်းထွက်သွားစေခဲ့သည်သူသည်ဘေးပတ်ဝန်းကျင်မှလူများ၏အံ့အားသင့်နေသောအကြည့်များကိုဂရုမစိုက်ဘဲသူ၏အကြည့်ကိုချွတ်ပစ်လိုက်ပြီးပြင်းပြသောစိတ်သက်ဖြင့်ဘတ်စကတ်ဘောကွင်းထဲသို့အရှိန်ဟုန်ဖြင့်လှမ်းဝင်သွားခဲ့သည်ထိုအချိန်တွင်ရှောင်းသည်ကွင်းပြင်ဘက်၌ရက်နေရင်သူမနှင့်အတူကြီးပြင်းလာခဲ့သည့်ငယ်တငယ်ချင်းလမ်းချောင်းကိုကြည့်နေမိသည်ထိုခဏ၌ပင်သူမ၏အတိတ်ကကောင်းလေးသည်သူမကိုကာကွယ်ပေးနိုင်လောက်အောင်တမ္မာသောအမျိုးသားတဦးဖြစ်လာခဲ့ပြီးဆိုသည်ကိုသူမသိရှိသွားခဲ့သည်ထိုနေ့ညနေပိုင်းတွင်လမ်းချောင်းအိမ်ပြန်ရောက်သောအခါသူ၏မိခင်ထံတွင်ထူးခြားသည့်အမှုအရာတစ်ခုကိုသတိပြုမိလိုက်သည်သူမ၏မျက်နှာပေါ်တွင်စဝေးစဝါဖြစ်နေသောအရေးအယောင်များကသူ့ကိုစိုးရိမ်ပူပန်သွားစေသည်သူကဝိုင်းဝန်းမေးမြန်းပြီးနောက်တွင်မှသူမသည်အမျိုးသားတဦးနှင့်သူ့ကိုမိတ်ဆက်ပေးခြင်းသည်ဟုနောက်ဆုံးတွင်ဝန်ခံခဲ့သည်ထိုစကားကိုကြားလိုက်ရချိန်တွင်လမ်းချောင်းတစ်ခုလုံးတောင့်တင်းသွားပြီးလွန်ခဲ့သောရက်အနည်းငယ်ကကိစ္စတစ်ခုကိုရုတ်တရက်သတိရသွားကဒီဇလန်ရဲ့ကြန့်ရှိနေတဲ့အပိုင်းကိုဆက်လက်ဘာသာပြန်ပေး